ဒီနေ့မှာတော့ကျွန်တော်ကဖျားတွေပတ်ဖူးပြီးတော့နေ့လယ်ဘက်စာကိုကျွန်တော်လာကိုလိုက်ကျွေးတဲ့အယူရိယ room ဆိုတဲ့စားတောက်ဆိုင်လေးကိုသွားစားတာဖြစ်ပါတယ်။ဆိုင်ရဲ့ decoration ကတော့တပင်းနေနဲ့စိမ့်နဲ့ဆူပြေပြီးတော့မိုးဝါတွေပါလုပ်ထားတာကျွန်တော်ဘုံကြောင်းနဲ့သွားနေတာမဟုတ်ပါဘူးဒါပေမဲ့သူတို့ရိုးရာကာချာဒီဇိုင်းနဲ့ပါခင်ဗျာအထဲမှာတော့တပင်းနေနဲ့ပြည့်နှက်နေတာပေါ့ decoration လေးတွေကတော့ထိုင်ရိုးရာ style လေးပါပြီးတော့မြစ်ကမ်းတစ်ဘေးမှာရှိတာဗျာဒီလားလှေသွားလေတာတွေလည်းရှိတယ်ကြောက်ပြားမြင့်ဝင်းကိုဒီစိတ်ခံစားပြီးတော့ထိုင်လို့ရတယ်ဗျာအဲ့မှာတို့ကရှေးရိုးရာမှာထိုင်စားတဲ့ပုံစံလေးပေါ့နော်အဲ့ဒီခေါင်းမိုးအချုံလေးတွေနဲ့ဒီစပွဲကုန်းလေးတွေပေါ်မှာဒါကတော့သူတို့ရှစ်ခေတ်အိမ်လေးတွေဒီဇိုင်းပေါ့ဗျာဒါကတော့စတော့ဆိုင်ဝင်းအထဲမှာသူငကားတွေပါတယ်ယုံကြည်တယ်ဗျာကျွန်တော်စိတ်ဝင်စားဆုံးတစ်ခုရှိရဲ့အဲ့ဒါကတော့ဒီညောင်မင်းကြီးပဲဗျကဲဒီမှာဆက်ပြောမယ်အခုတော့ကျွန်တော်စားတောက်လေးစားလိုက်အောင်မယ်စားတောက်ဆိုင်နေမယ်ရှုခင်းကြည့်တာပေါ့ထူးဆန်းတော့မဟုတ်ဗျာကျွန်တော်ကအမြဲတမ်းစာကြုတ်ကြော်ပါမယ်ပြီးရင်အတိုးမြုပ်လေးနည်းနည်းပါမယ်ဒါပဲခစားမှုကတော့ဒါမဲ့ဆိုင်လေးကအတွင်းထဲမှာအဲကွန်းနဲ့အခန်းလေးရှိတယ်အပြင်ဘက်မှာပူလွန်းရှင်အတွင်းထဲမှာရှုခင်းကြည့်နေနဲ့မြေကမ်းကြည့်နေနဲ့အဲကွန်းနဲ့စားလို့ရတယ်အဲ့လိုမျိုးဒါတော့ဘဘူးရုပ်တွေပေါ့ဗျာဝီရီလည်းငန်းပေါ့ကြည့်ပေါ့လေးလာပေါ့နောက်ပြီးတော့ခုနပြောချင်တာအဲ့ဒီညောင်ပင်ကြီးကအမြင့်တွေကဗျာအောက်မှာဟိုမြေကြီးတစ်ခုလုံးကြီးအနောက်မှာသူတို့ရဲ့ရိုးရာတဲလေးစောက်ထားတာနည်းနည်းတော့6စားစရာလေးတော့ကောင်းနေပဲလေလားကျွန်တော်မြင်မှုတဲ့ထိုင်းတရေကားတဲ့ပုံစံနည်းနည်းဆန်တယ်ရှီဟောင်းပေါ့ညောင်ပင်အောက်မှာသူကတဲအိမ်လေးတွေစောက်ထားတဲ့ပုံစံမျိုးခြေနဲ့ရှေ့အိမ်လေးစောက်ထားတဲ့ပုံစံမျိုးလေးဗျနောက်တစ်ခုကကျတော့ဒါကတော့ကျွန်တော်စိတ်ဝင်စားတယ်ဒီမြင်းရုပ်ပေါ့ကျွန်တော်တက်စီကျိုးနိုင်တယ်ဆိုတော့ကျွန်တော်လည်းမစမ်းကြည့်ရဘူးတဲ့မှာသူကယူရလို့ရေးထားတာမတက်ရလားပါလားတဲ့မှာဆိုတော့ကိုသွားတက်လိုက်လို့ကျိုးသွားရင်မကောင်းဘူးအဲ့တော့ဒါကတော့ဟိုရှစ်ခိကစော့ခဲ့တဲ့စီစော့လေးတွေပါလေးတွေပေါ့အဲ့လိုမျိုးလေးအားလေးတွေထားပြီးထားရပါတော့ကျွန်တော်လေးလေးလာပေါ့နော်နိုင်ငံသားတွေလေးလာပြီးတော့ကျွန်တော်နောက်တဲ့ဖျားတွေဘူသွားလိုက်ပါဦးမယ်အတဲမှာစင်အိုးကြီးတွေလည်းပြထားတာရှိရရှစ်ခိတော့စင်အိုးကြီးပြထားလည်းရှိရကဲနောက်တဲ့ဖျားလေးတွေတော့ဖူဖို့တဲ့သွားလိုက်ပါဦးမယ်ခင်ဗျာဖျားဘူးကြီးစင်ပဲဖြစ်ဖြစ်ပျော်ကြီးစင်ပဲဖြစ်သွားခြင်းနဲ့ဆိုတော့လာကိုဆက်သွယ်လိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ဒီစားတော့ဆိုင်လေးကတော့စားတော့လည်းကောင်းပါတယ်အဲ့တော့ recommend ပေးပါတယ်လာကို